ညာရှိကြီး Lex UK ဟာသူ့ရဲ့ကျင့်စဉ်စွမ်းအားတွေအကုန်လုံးဆုံးရှုံးသွားခဲ့တာတော့မှဘာလို့အချိန်မြင့်ရေး Rival Time ကိုအလွယ်တကူထိန်းချုပ်နိုင်သေးတာလဲဆိုတာမင်းသိလားလောကကြီးရဲ့စီးစနစ်အုပ်မြစ်ကိုကာကွယ်ဖို့အတွက်သူကိုယ်တိုင်ရဲ့ကျင့်စဉ်လမ်းဘယ်လောက်အထိစတေးခဲ့ရတယ်ဆိုတာမင်းသိလားဒါခုတ်သူ Sword Comes ဇလန်အရာပညာရှိကြီးဟာပကြီးကားတွေကနေထွက်ပေါ်လာခဲ့ပါတယ်ကျေတာယာတွေကိုတောင်တုံလို့စေနိုင်တဲ့အတိတ်ကကျင့်စဉ်စွမ်းအားတွေမရှိတော့ပဲအခုတော့ဆင်းရဲတဲ့တာမန်အဖိုးအိုတယောက်လိုပါပဲသူဟာကိုဘေးကင်းအောင်နေနိုင်ပြီးအခွင့်ကောင်းကိုစောင့်နေလို့ရပေမဲ့လည်းရှေ့ကိုရဲဝံ့ထွက်လာခဲ့ပြီးစကြဝဠာရဲ့နက်နေတဲ့စီးမြင်တွေကိုပြန်လည်တက်မှတ်ပေးခဲ့ပါတယ်ဒါဆိုပညာရှိကြီးဟာလောကကြီးအေးချမ်းဖို့အတွက်ဘယ်လောက်တောင်စွန့်စားရတဲ့ဆုံးဖြတ်ချက်တွေချခဲ့ရတယ်လဲပထမဦးစွာသူဟာအာနာလူပွဲတွေကြားမှာအခြေအနေတွေဟာအလွန်တရာအနေအများကြောင်းကောင်းကောင်းသိပါတယ်အမှားယွင်းအနေငယ်ရှိုံနဲ့ပြန်မလာနိုင်တဲ့၆ထဲကျသွားနိုင်ပါတယ်ဒါတောင်မှသူဟာစီးမြင်အစ်စ်တွေကိုရဲဝံ့တင်ပြခဲ့ပါတယ်လောကကြီးရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့နဲ့အနာဂတ်အတွက်လမ်းတစ်ခုဖောက်ပေးနိုင်ဖို့သူမျှော်လင့်ခဲ့ပါတယ်ဒုတိယအနေနဲ့ Quiet Junction ကိုတတိပေးဖို့အတွက်သူဟာပညာရက်တွေရဲ့အားနည်းချက်တွေကိုပုံပွင့်လင်းလင်းပြောပြခဲ့ပြီး၃နဲ့၄ပရိပက္ခရဲ့နောက်ွယ်ကအမှန်တရားတွေကိုထုတ်ဖော်ခဲ့ပါတယ်တပည့်တွေရဲ့တန်တရားဝင်မှုကိုခံရပါစေလောကသားတွေရဲ့အထင်လွဲမှုကိုခံရပါစေနောင်လာနောက်သားတွေလမ်းမစေဖို့အတွက်သူဟာဘာမှဖုံးကွယ်မထားခဲ့ပါဘူးနောက်ဆုံးမှာတော့သူဟာမြင့်မြတ်တဲ့ပညာရှိပွဲအဆင့်တန်းနဲ့ကျင့်စဉ်စွမ်းအားတွေကိုဆွလုပ်ခဲ့ပါတယ်တာမန်ပညာရှိအဖိုးအိုတယောက်ဖြစ်တဲ့လူလောကထဲမှာကိုယ်တိုင်ကိုယ်ကြတင်ကြပြတဲ့ရင်ကွန်ဖူးရှက်ဝါဒရဲ့အနှစ်သာရကိုအမှန်တကယ်အမြင့်တွေစိတ်ဝင်စေဖို့ကြိုးပမ်းခဲ့ပါတယ်ဒါတွေအားလုံးအတွက်သူဟာနောင်လာအနေငယ်များမရခဲ့ပါဘူးလောကကြီးနဲ့တရားမျှတမှုအတွက်သူ့ရဲ့ခံယူချက်ကိုအမြဲတမ်းဆွေးမြဲစွာစုပ်ကိုင်ထားခဲ့ပါတယ်